2025ဒီဇင်ဘာ19ရက်နေ့မြန်မာစံတော်ချိန်ဆိုရင်ဒီဇင်ဘာ20ရက်နေ့အမေရိကနိုင်ငံမိုင်မီမြို့ကားစီယာစင်တာမှာကျင်းပခဲ့တဲ့အင်တိုနီဂျော့ရှူဝါနဲ့ဂျေးပေါင်းတို့ရဲ့အမိုက်စားပေါင်းစင်ထိုးသက်ပွဲအကြောင်းကိုတင်ဆက်သွားမှာဖြစ်ပါတယ်။ဒီထိုးသက်ပွဲဟာကမ္ဘာတဝန်းကပရိသတ်များကြည့်ရှုခဲ့ပြီးပေါင်းစင်သမိုင်းထဲမှာအမှတ်တရဖြစ်မိထိုးသက်ပွဲတစ်ခုလည်းဖြစ်ပါတယ်။ဒီထိုးသက်ပွဲမှာအင်တိုနီဂျော့ရှူဝါကပြိုင်ဘက်ဂျေးပေါင်းကို6ချီမြောက်မှာအလဲထိုးနဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။အင်တိုနီဂျော့ရှူဝါဟာထိုးသက်ပွဲအစကတည်းကအကွာအဝေးကိုထိန်းချုပ်ပြီးဂျေးဘောရဲ့တိုက်ခိုက်မှုကိုတိကျစွာတားဆီးနိုင်ခဲ့က9ချီမြောက်မှာတော့ပြိုင်ဖက်ဂျေးဘောကို2ကြိမ်တိတိကျမ်းပင်တွင်လဲချအောင်ထိုးသက်နိုင်ခဲ့ပါတယ်6ချီမြောက်မှာတော့အင်တိုနီဂျော့ရှူဝါရဲ့အနုံပြင်းထန်တဲ့ထိုးချက်ကြောင့်ပြိုင်ဖက်ဂျေးဘောဟာ2ကြိမ်ထပ်မံလဲကျခဲ့တဲ့အတွက်ဒိုင်က6ချီမြောက်1မိနစ်စက္ကန့်30မှာထိုးသက်ပွဲကိုရပ်တန့်လိုက်ပါတယ်ယခုမှာတော့အင်တိုနီဂျော့ရှူဝါရဲ့ professional ထိုးသက်တဲ့မှတ်တမ်းက29နိုင်26အလဲထိုးလေးပွဲရှုံးနဲ့မှတ်တမ်းကောင်းပုံမူကောင်းမွန်သွားပြီးပြိုင်ဖက်ဂျေးဘော်ကတော့12ပွဲနိုင်2ပွဲရှုံးမှတ်တမ်းအဖြစ်ကျဆင်းသွားပါတယ်ဒီထိုးသက်ပွဲဟာအားကစားအောင်မြင်မှုအတွက်သာမကထိုးကြေးအတွက်လည်းစံချိန်တစ်ခုဖြစ်ခဲ့ပြီးနှစ်ယောက်စလုံးရဲ့စုစုပေါင်းထိုးကြေးကဒေါ်လာ184တန်းနဲ့တဦးလျင်92တန်းစီရရှိခဲ့ပါတယ်အင်တိုနီဂျော့ရှူဝါရဲ့အရင်ကထိုးသက်ခဲ့တဲ့ပွဲတွေနဲ့နိုင်ရှင်ကြည့်မယ်ဆိုရင်ဝလက်ဒီမီယာဂလစ်ချကိုနဲ့2019ထိုးသက်ခဲ့တဲ့ပွဲမှာဒေါ်လာ20တန်းခန့်အန်ဒီရူးစ်ဂျူနီယာနဲ့ဒုတိယအကြိမ်2019ခုနှစ်ထိုးသက်ပွဲမှာဒေါ်လာ60တန်းခန့်နဲ့အိုလက်ဆန်နာယူစစ်နဲ့ထိုးသက်ပွဲမှာဒေါ်လာ50တန်းခန့်ရရှိခဲ့ပါတယ်။ပြိုင်ဖက်ဂျေးဘော့ရဲ့အရင်ထိုးသက်ခဲ့တဲ့ပွဲတွေမှာတော့တပွဲလျင်ဒေါ်လာ2တန်းမှ10တန်းခန့်သာရခဲ့ပြီးနိတ်တိုင်အက်စ်နဲ့ထိုးသက်မှာဒေါ်လာ30တန်းခန့်ရခဲ့ပါတယ်။ဒီထိုးသက်ပွဲမှာအလဲထိုးခံထားပေမဲ့ဒေါ်လာ92တန်းဆိုတာသူ့အတွက်စံချိန်တင်တစ်ခုပါဘောင်းစင်ရဲ့နာမည်ကြီး heavyweight ထိုးသက်ပွဲကြီးတွေနဲ့နှိုင်းယှဉ်မယ်ဆိုရင်မိုက်တိုက်ဆန်ရဲ့အများဆုံးရခဲ့တဲ့ထိုးသက်ကြီးဟာ2002ခုနှစ်ကလင်နော့စ်လူးဝစ်နဲ့ထိုးသက်ပွဲမှာ30တန်းခန့်ကြိုင်ဖက်လင်နော့စ်လူးဝစ်ကဒေါ်လာက14တန်းခန့်မူဟာမက်အာလီက1984ခုနှစ်မှာဒေါ်လာ9တန်းခန့်ဖလိုက်မေဝေဒါကတော့မန်နီပက်ကီယိုနဲ့ထိုးသက်ပွဲမှာဒေါ်လာ300မီလီယံတန်းဆိုတဲ့မတူညီတဲ့ထိုးကြေးတွေကိုရရှိခဲ့ကြတာပါအခုအင်တိုနီဂျော့ရှူဝါနဲ့ဂျေးဘော်တို့နှစ်ယောက်လုံးဒေါ်လာ92တန်းစီရတယ်ဆိုတာတမိုင်းနဲ့မှာထိုးသက်ကြီးအများဆုံးစည်ရင်းတွေထဲမှာပါဝင်နေပါတယ်အချင်းချုပ်ရမယ်ဆိုရင်အင်တိုနီဂျော့ရှူဝါက6ချီမြောက်မှာအလဲထိုးခေအနိုင်ရခဲ့ပြီးဂျေးဘော့ကအစွန်းကုန်ကြိုးစားပေမဲ့ဘောင်းစင်ပိုင်းဆိုင်ရာအတွေ့အကြုံနဲ့အရင်ချင်းတွေကအလွန်ကွာဟနေသည်ကိုပြသနေရဖြစ်ပါတယ်နှစ်ဦးစလုံးအမိုက်စားငွေကြေးကျိုးမြတ်ကို62တန်းစီရရှိကြတဲ့အတွက်ဒီထိုးသက်ပွဲဟာဘောင်းစင်ထိုးသက်ပွဲသမိုင်းထဲမှာအမှတ်တရတစ်ခုအနေနဲ့ကျန်ရှိနေမှာဖြစ်ပါတယ်ဒီထိုးသက်ကြီးကို UFC နာမည်ကြီးချန်ပီယံတွေနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင် UFC ရဲ့နာမည်ကြီးချန်ပီယံဟောင်းကိုနာမက်ဂရက်ဂေါကတစ်နှစ်လျင်စုစုပေါင်းထိုးသက်ကြီးဒေါ်လာတန်း30ခန့်ရရှိနိုင်ပြီး Israel အသက်ဆိုင်ရာတို့လို UFC ချန်ပီယံများကထိုးသက်ပွဲတစ်ပွဲလျင်ဒေါ်လာ9တန်းကနေ15တန်းခန့်သာရရှိနိုင်ကြတာဖြစ်ပါတယ်ထိပ်တန်း UFC ချန်ပီယံတဦးရဲ့တစ်နှစ်လုံးစုစုပေါင်းထိုးကြေးကဂျေးဘောနဲ့အင်တိုနီဂျော့ရှူဝါတို့ရဲ့တစ်ကြိမ်ထိုးကြေးရဲ့တဝက်လောက်တောင်မရှိပါဘူးဒီကွာဟာချက်တွေကကြီးမားတဲ့ဘောင်းစင်ပွဲတွေဟာကြီးမားတဲ့ UFC ထိုးသက်ပွဲတွေထက်ထိုးသက်ကြေးတွေကအစမတန်များနေတာဖြစ်ပါတယ်